မခံရှုံးမပေးလိုက်နေကွာရှုံးမပေးလိုက်နေကွာရှုံးမပေးလိုက်နေကွာတင်းတို့နောက်မှာပြည်သူရှိရဲ့တန်ကြလာကလေးတို့ရဲ့တင်းတို့နောက်မှာပြည်သူရှိရဲ့ဒီနေ့တော့ပြန်တဲ့ခဲ့ရမယ်ဆောင်မျိုးရှာတဲ့မိသားစုတွေရှိရဲ့နေဝနေတော့ကလေးတွေမိဘတွေကတထွေးစတဲ့ဒါသမီးတွေကဘဝရစ်တဲ့ပြည်သူများရဲ့တွေ့ရဲ့များတော့မြန်မာတော့လောဘစိတ်တွေပေါ်လာခဲ့တဲ့များတော့မြန်မာတော့အားလုံးနေကြခြင်းမီမြန်မာပြည်ကြီးနေကြခြင်းမီအာနာတိမ့်လိုက်တယ်ထိမ့်လိုက်တယ်ဆိုတာကြားတဲ့နေရပေါ့နော်ပြောရမယ်ဆိုရင်ဟိုဘယ်လိုမှယုံကြည်နိုင်စရာအကြောင်းမရှိဘူးပေါ့နော်ဒါမဖြစ်နိုင်ဘူးဒါစိုက်ဝါပဲဖြစ်မယ်ပေါ့နော်အမကဒီတော်လိုင်းကြီးမှာဘာကြောင့်ပါဝင်လာလဲဆိုရင်တခုပဲအမသမီးလေးကိုရင်ဝယ်ပိုက်ပြီးဟလာနူလေးတိုက်နေတဲ့အချိန်မှာဟလာဒီကိုသားသမီးကိုသမီးလေးလိုရွယ်သူလေးကိုကွာဒီစစ်တပ်ကပြစ်လိုက်တဲ့ကြည်အားမျက်လုံးအိမ်မှာဝင်နေအဲ့အချိန်မှာသူ့အမေကလည်းကိုလိုပဲလေလက်လေးပိုက်ပြီးတော့ဒီကလေးလေးကိုကလေးကအဲ့သူ့ရဲ့လက်ထဲမှာနာကျင်ညာဒီကြည်စံရဲ့ဒဏ်ကြောင့်အဲ့ဆိုအမကလေအဲ့ချိန်မှာမျက်ရည်ပေါက်ကြာလာတယ်။ဘာလဲဆိုလို့ရှိရင်ဘလို့မှအမစိတ်ကဟိုဟာဖြစ်လို့မရတော့အဲ့ခါကျတော့အမဘာလုပ်လဲဆိုအမရဲ့ဒါသမီးလေးတွေဟလာသမီးနဲ့ဒါဒီလိုပဲသူတို့ဟိုဖွားတွေအဖေတွေစီပို့လိုက်တာပေါ့နော်ပို့ပြီးတော့ခံကြအမဆုံးဖြတ်လိုက်တယ်။ဟိုဘယ်လိုပြောမလဲဒီတော်လိုင်းကြီးမှာအမဟိုအင်ဂျင်မမိခင်တယောက်နဲ့အမပါဝင်တော့မယ်ဆိုဟုတ်ကဲ့ဟုတ်ကျွန်မအခုထွက်လာခဲ့လိုက်ပါမယ်နော်ဟုတ်ကဲ့ပါမဝင်ရင်းနဲ့ကိုအဲ့ချိန်မှာပဲစောက်လိုက်ညီမအဲ့ကိုလာခဲ့လိုက်နော်ဟုတ်ကဲ့ဟုတ်ချိန်မှာပဲစောက်နေလိုက်ပါဟုတ်ကဲ့ဘာလေးဝင်လာလဲမသိဘူးဟုတ်ကဲ့ကျွန်မလာခဲ့လိုက်ပါမယ်နော်အခုလာခဲ့ပါမယ်ဟုတ်ကဲ့ပါတခါကြရင်ရုံးငင်ရတဲ့ဒီဘက်မှာရုံးငင်ရတဲ့အချိန်မှာအလုတ်သွားတော့မယ်ဆိုရင်မိုးလင်းလာရင်အမ9နာရီထ7နာရီအလုတ်သွားတဲ့အဲ့လိုဆိုကိုပါစင်တွေကအလုတ်သွားပြီဆိုရင်တော့တခါကြရင်အမတို့မှလည်းဟလာနေမကောင်းတဲ့ရက်တွေရှိမယ်ဒါပေမဲ့ဘာလဲဆိုရင်အဲ့လိုမျိုးဆိုအမကဘာလဲဆိုထောင်ထဲမှာငါတို့နိုင်ငံချင်းသူချင်းသား2000ကျော်ကျန်တယ်ငါစူးစမ်းမှရမယ်အဓိကဘာလဲဆိုအမတို့ကဟိုဒါကြီးကတာဝန်အနေနဲ့ယူလိုက်တာမဟုတ်ဘူးဒါပေမဲ့တခုပဲအမတို့ရည်ဒီဒူအောင်မှလည်းတာဝန်ပေးနေရမဟုတ်ဘူးဒါပေမဲ့အမတို့ရဲ့စိတ်ကလူလိုသိရမယ်လူဖြစ်တယ်လေလူဆိုရင်လူပြီးတတ်နဲ့ရှင်းတဲ့ခြင်းတော့လူလိုတော့နားလေရမယ်လူသိရမယ်အဲ့တော့အဓိကဘာလဲဆိုငါလဲကြသွားလို့မရအောင်အဲမှာငါတို့နိုင်ငံချင်းသူချင်းသားရှိတယ်လွတ်အောင်လုပ်ပေးရမယ်အဲ့တော့အမတခုပဲပြောခဲ့တယ်အမပေးနိုင်တာပြန်လာခေါ်မယ်အမအဲ့ဒါတခုတော့ပြောခဲ့ပါတော့သူတို့အဲ့လိုပဲပြန်လာခေါ်မယ်ဆိုတဲ့အနေထားမှာအမရအောင်တော့ဟာလာတယောက်မကြံလွတ်မြောက်တော့အမခေါ်ရမှာပဲအဲ့တော့အမကတော့ပြိုလဲတဲ့အခါမျိုးတွေရှိနေပါစေအမတို့ကတော့အသက်ရှင်နေတယ်တော့အမတို့နိုင်ငံချင်းသူချင်းသားတွေလွတ်မြောက်ဖို့တော့အမတို့စူးစမ်းသွားမယ်ဒီတော်လိုင်းကြီးမှာဗာလဲဆိုလို့ရှိရင်ဟလာအမျိုးသမီးကဏ္ဍအမျိုးသမီးတွေရဲ့ဒါဘယ်လိုပြောမလဲဆိုတော့စိတ်ကပို့ပြီးတော့ဟိုပြင်းတယ်တက်ကြွနဲ့တန်တန်မာမာနဲ့ပြီးတဲ့ခါကျရက်တီချက်မှန်မှန်နဲ့ဟလာတော်လန်ရဲ့လက်နက်ကင်နဲ့အမျိုးသမီးလေးတွေဟလာတနေ့တိုင်းအမတို့ကပြောရမယ်ဆိုရင်အမတို့နိုင်ငံမှာအမတို့ရဲ့မြေအမတို့ရဲ့ရေးပြီးတဲ့ခါကျအမတို့ရဲ့နိုင်ငံကအမတို့ပြည်သူလက်ထဲပဲပြန်ရမယ်ဆိုတာလဲယုံကြည်ရပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့ဒါနောက်ဆုံးပွဲပဲသူတို့တွေရုံမှမှုဟလာညီကုန်းပဲပေါ့နော်ညီကုန်းချုပ်ရမယ်တခုပဲအဲ့ဒီအတော်တွေမှာဒီဘက်မှာကဟိုသူတို့တွေဘလောက်ဒီညှင်းမနစ်ဆက်နေပါစေလက်နက်အားကိုနဲ့ဖမ်းဆီးနေပါစေဟလာဖ
န်းစည်းခံလိုက်ရတဲ့ပြည်သူတွေကပြောရမယ်ဆိုရင်ဘယ်လောက်ဘေးနေရာမှာဖမ်းစစ်ကြောရေးတွေမှာရောက်ဟလာထောင်နေတဲ့ရောက်တန်မာနေအောင်မှာပဲအမအရာအလုံးဆုံးချုံလိုက်ရပြီဆိုပြီးတော့အမတော့နောင်နာရနေမှာမဟုတ်ဘူးဘာလို့လဲဆိုတော့အမရဲ့ခံယူချက်ယုံကြည်ချက်ဟလာယုံကြည်မှုတွေကဒီတော်လိုင်းရေးပေါ်မှာထားတဲ့ဟလာစိတ်သက်တွေကအတွန်းရှိနေမှာပဲအဲ့တော့အမတို့ကဟလာဟိုဘယ်လောက်ဒီလဲကျနေပါစေပြီးတဲ့ခါကျရင်ဥမာပေါ့အမတို့မှာအမအဲ့ကြောင့်အမြဲတမ်းလို့သွားလေရမှာအမအရင်ရှင်းလို့အမရအောင်တည်ပါတယ်အမမှာဟိုအဝတ်ထဲကိုထူးနဲ့သွားနေကိုအမရဲ့အရင်ရှင်းနေပဲအမတည်ပါတယ်ဟုတ်လားအဲ့တော့အမတို့ကပြောရမယ်ဆိုရင်ငါကတော့မိခင်ဖြစ်နေလို့ငါကကလေးမိဖြစ်နေလို့ငါကတော့ဟလာဘာဖြစ်နေလို့ဆိုတော့စင်ကျင်စင်လက်ထဲပေါ့နော်အမတို့ရဲ့ဒီငါတို့ဘာလုပ်နိုင်လဲငါတို့လုပ်နိုင်တဲ့လမ်းကိုသွားမှာပဲဟလာလူကတော့တခါလေလွမ်းမှာပဲအမလွမ်းလူပီသားရတော့အမလွမ်းမှာပဲအမလွမ်းစရာရှိရင်လွမ်းမယ်ဆွေးစရာရှိရင်ဆွေးမယ်ဒါပေမဲ့တခုပဲပြိုလဲနေမှာတော့မဟုတ်ဘူးအမတို့တတ်မှနေမှာပဲအဆုံးထိဒူပေတာတွေခံပြီးတော့တော်လန်နေမှာပဲအဲ့တော့အဲ့လိုမျိုးပဲအမတို့နီးတူသွားနေတဲ့အမျိုးသမီးချင်းတွေအမတို့ကပံ့ပိုးသွားမယ်ဟိုလက်တွဲညီညီနဲ့လှုပ်ဆောင်သွားမယ်ပေါ့နော်အချင်းချင်းဖေးမှသွားမယ်ဟိုအမတို့နောက်မှာအမျိုးသားတွေရက်တည်မှုရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအမတို့ကဟိုဘယ်လိုပြောမလဲဆိုတော့ရက်တီချက်ခိုင်ခိုင်မာမာနဲ့ဟလာကို့အရေးချင်းတဲ့ကိုဖော်ဆောင်သွားပြီးတော့ဟလာဒီတုံလန်ရေးမှာစိတ်သက်တွေခံယူချက်တွေအတွန်းတွင်းနဲ့တိုက်ပွဲဝင်သွားမယ်အမျိုးသမီးတွေဆက်ရှိနေအောင်ပါပေါ့နော်အမားတို့ရဲ့နိုင်ငံရေးကျင်းသူတွေမှာခံယူချက်ရှိတယ်ယုံကြည်ချက်ရှိတယ်အဓိကပြီးတော့ငါတို့တွေတယောက်မကြံလွတ်မြောက်ရမယ်ဆိုတဲ့စိတ်ရှိတယ်အဓိကကိုတယောက်တည်းလွတ်လာတဲ့ feeling မျိုးမှာဘယ်သူမှမပြောဘူးမပါနော်မဘင်းနေရတော့ထောင်းလုပ်ပြီးတဲ့အချိန်မှာအမားနဲ့သူတပားတည်းတည်ဆောင်သွားတဲ့အရာလေးရှိအဲ့ဒါဘာလဲဆိုလက်ရှိမှာလဲအမားရဲ့ညီမလေးတွေပေါ့နော်တော်လန်ညီမလေးတွေကထောင်ထဲမှာချိနေတယ်ပေါ့နော်အဲမှာတူတူနေလာတဲ့စာအုပ်တွေလေးတွေပေါ့နော်ဒါလေးဆိုရင်သူကလက်နဲ့လုပ်လာတာအရှိနဲ့လက်နဲ့သူဒီနှစ်ကွေးလေးကိုလုံသွားဆိုရင်သူမှလက်တွေမှာအပေါက်ရာတွေနဲ့တွေးတွေပါထွက်လာတဲ့ဒီအဲ့လောက်ထိသူဟိုအမလုတ်ခံဒီမှာသူရအောင်ထိုးပြီးတော့အမကိုထည့်ပေးလိုက်တာပေါ့နော်ဒါလေးဆိုရင်ဒါသမီးလေးအတွက်ငယ်မလေးအတွက်ပေါ့နော်ဒီလက်ပတ်လေးဆိုလို့ရှိရင်လည်းကို့အတွက်ပေါ့ကိုသမီးလေးကိုလည်းအမဟိုမပေးဖြစ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒါလေးကတွားလေးရမှာအမအမှတ်တရအနေနဲ့ရအောင်တင်သွားတယ်ပြီးတော့ခုချက်ထိလည်းသူကမလွတ်သေးဘူးလေနော်မလွတ်သေးတဲ့ခါကျတော့ပုံမှန်ကလည်း90ညဆိုတော့10နှစ်ကျော်10နှစ်ပေါ့10နှစ်ထောင်ထဲရှာမှတ်ခံရတာပြီးရင်တခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အမဒါကတော့အမတို့တားမိ3ယောက်သမီးရဲ့တားရဲ့အမရဲ့ပေါ့နော်3ယောက်အမြဲတမ်းစုံနေဆောင်လေး9နှစ်10နှစ်တက်တန်းရှိပေါ့ဒီဆောင်လေးဒါပေမဲ့အမလွတ်လာတဲ့အချိန်မှာအမသွားလိုက်ရအောင်ဒါလည်းဆောင်သွားရပေါ့နော်ပြီးတဲ့ခါကျရင်ဒီဆောင်လေးရှိသေးတယ်ဒါလေးကထောင်ထဲကညီမပေးလိုက်တဲ့ဆောင်ပေါ့နော်သူကဘေးနေရာရောက်ဒီဆောင်ကိုရအောင်တည်သွားမယ်ဆိုပြီးတော့အဲ့တော့အမလွတ်လာတဲ့အချိန်မှာအမဒီဆောင်လေးကိုလည်းထောင်ထဲကနေရအောင်တည်လာတယ်အဲ့ဒီဆောင်လေးကိုပေးလိုက်တဲ့ညီမလေးကကြံနေသေးတယ်သူလည်း10နှစ်ပဲထောင်နဲ့10နှစ်ရှာမှတ်ခံရတာပေါ့နော်အဲ့တော့ပြောရမယ်ဆိုရင်အမသွားလေရအောင်အမအရင်ရှင်းနေတည်သွားတယ်အမအတွက်ဟိုအမဂတိပေးခဲ့ရပါဘောနော်ဘေးနေရာသွားတည်သွားမယ်ဆိုပြီးဂတိပေးခဲ့တဲ့အရာအမှတ်တရပစ္စည်းလေးပုံမှာလည်းအမရအောင်တည်ပြီးတော့ပေါ့နော်ညဆိုလည်းဒီခေါင်းစီဆောင်လေးကိုခေါင်းအောက်မှာခုပြီးတော့အိတ်တာပေါ့ကိုရဲ့ဒါသားနဲ့သမီးရဲ့အငွေးသက်ပေါ့နော်ဒီဆောင်လေးကတော့ကိုသားနဲ့သမီးရဲ့အငွေးသက်ဖြစ်တဲ့အတွက်အမရှုံအိတ်တယ်ဒါလေးကိုခေါင်းအောက်မှာအိတ်တယ်ဒါဆိုအမအတွက်အိတ်ရအဆင်ပြေပေါ့နော်အဲ့လိုမျိုးအိတ်ဆက်ခြင်းမှာကိုနီးနားမှာကိုရဲ့သားသမီးလည်းရှိနေတယ်လို့ထောင်ထဲမှာရှိတဲ့ညီမတွေလည်းပေါ့နော်ကိုနာမှာရှိတယ်လို့အဲ့လိုမျိုးအငွေးတက်လေးရတယ်လို့ခံစားလို့ပေါ့နော်အမအခုဆိုလို့ရှိရင်ဗာလဲဆိုရင်အမသမီးလေးကိုမှလာသားနဲ့ထားခဲ့ရတယ်အဲ့တော့လာသားကလေးလေးမြင်တိုင်းမှနှလုံးသားလက်မခံနိုင်ဘူးနားကျင်တာနားအဓိကဗာလဲဆိုရင်ဟိုအသက်တောင်အောက်တက်ဖြစ်သွားပေါ့ဘယ်လိုပြောမလဲဆိုတော့နှလုံးကဘလို့မှအဲ့ခါကြဘယ်လိုပြောမလဲဆိုတော့ဟိုအဲ့လိုမျိုးလာသားလေးမြင်လေးအမအရန်အဲ့လိုမျိုးဟိုအားငယ်သွားသလိုဝမ်းနဲ့သလိုဖြစ်လာအဲ့တော့ကိုအခုဆိုလဲကိုသမီးလေးကဘယ်လောက်ကြီးနေအမရဲ့မျက်စိထဲမှာအမထားခဲ့တဲ့ရွယ်ပဲအမမြင်နေအမျိုးပေါ့နော်အဲ့ဆိုအမလိုမျိုးထွန်းမာတွေဖြစ်တယ်ဆိုလို့ရှိရင်အမအမှုပညာဝါသနာဖြစ်တော့အမတချင်းရေးတယ်ကိုသားသမီးကိုလွမ်းရင်ပေးနိုင်တာဆိုလို့တချင်းအမွေပဲရှိရပေါ့နော်သူတို့ကိုအမဘယ်လောက်ထိချစ်ကြောင်းသူတို့တွေကိုအထဲမှာအမထောင်နှင်းကြနေတဲ့အချိန်မှာ
သူတို့ဘယ်လောက်ထိလွမ်းနေဆိုတာအမတရှင်းနဲ့ပဲအမတရှင်းကတက်သေးပဲလေနော်အဲ့တော့ဆိုအမတရှင်းနေရေးတယ်ပြီးရင်အမသားကြီးကအမကိုရမ်းရှိတာပေါ့နော်ရမ်းရှိတဲ့ခါကျတော့ तू ကအတူတူရှိရအမေမျက်နှာပဲကြည့်တာအမေပေါ့နော်အမေကိုမျက်စိအောက်က तू အပြောက်မခံအဲ့လိုပဲသူ့ညီမလေးမွေးလာတဲ့အချိန်မှာသူ့ညီမလေးပေါ်မှာ तू ရမ်းကျင်တာမိခင်မရှိဘဲနဲ့ဘယ်လိုမျိုးနဲ့ရက်တည်နေလဲဆိုရင်မရှိသမီးလေးပေါ့နော်ပြောမယ်သူတို့ရဲ့ဒီမောင်နှမနှစ်ယောက်ပေါ်မှာအားနာရတာပေါ့ဘာလို့လဲဆိုတော့သူတို့လည်းကြောင်းတက်လာပြီဖြစ်တယ်သူကအမေတွေကလာကြရင်သူတို့လည်းအဲ့ဒီရဲ့သူတို့မိခင်လာကြတာသူတို့ခံကျင်ပါပဲလीနော်အဲ့လိုဆိုတော့ခိုင်းကြရင်အဲ့လိုပြောကြောင်းတက်နေတဲ့ကလေးလေးတွေပေါ့နော်လမ်းမှာကိုသွားလိုက်လို့ဟလာကျောင်းဝင့်စုံလေးတွေနဲ့သွားတယ်မိသားစုကလာကြတာအဲ့လိုမျိုးလေးတွေ့ရင်အမပြောမှဆိုအမသားနဲ့တမီးကိုအားနာတယ်အားနာလာတယ်ပေါ့အဲ့လိုမျိုးကတော့အမြဲဘယ်လိုပြောမလဲဆိုတော့ကျောင်းတိတ်ဆိုင်တာမျိုးကြုံလာရတာမျိုးဆိုရင်တော့အမအဲ့ရဲ့ဟာတွေကတော့ရှိရပါတော့ဒါပေမဲ့လည်းဘယ်လိုပြောမလဲဆိုတော့ငါတည်သွားတာမှမဟုတ်တာငါတည်သွားတာမဟုတ်တာဖြစ်တဲ့အတွက်တနေ့ချိန်ကျရင်ငါသားသမီးကငါနဲ့ပြန်ဆုံမှာပဲလေအဲ့လိုမျိုးပေါ့နော်ပြန်ဆုံရသည်ဖြစ်စေပြန်မဆုံရသည်ဖြစ်စေသူတို့ကငါရဲ့သားသမီးပဲအဖက်မခံရရင်3-4လလောက်ကရိုက်ထားတဲ့ပုံဟိုလေးဗီဒီယိုလေးဒါအကြီးကောင်လေး